စာမဏေဒီအတွဲကိုမပြောရသေးဘူးအခုပြောပေးမယ်နော်ဒီအတွဲကမိတ်ဖက်တော့ဖြစ်တယ်ဒါပေမဲ့စောင့်ရင်ရှောင်ရင်လေးတွေတော့ရှိတယ်နော်ဒီစုံတွဲဟာရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့တန်ရုံးစင်ကြီးတဲ့စုံတွဲမျိုးပါတနင်္ဂနွေသားကဥဆောင်ခြင်းစိတ်ပြင်းထန်ပြီးတော့ကြာတာပရိသမီးကစီကံကြီးတယ်လို့တခါတရံအယူဆခြင်းထိတ်တိုက်တွေ့တတ်ပါတယ်ဒီစုံတွဲဟာအိမ်အောင်ကြပြီးရင်ပတ်ဝန်းကျင်မှာမျက်နှာပွင့်ပါတယ်လူလေးစားခံရတဲ့အိမ်အောင်စုဖြစ်လာတတ်ပါတယ်ကြာတာပရိသမီးရဲ့အကြံပေးမှုကတနင်္ဂနွေသားရဲ့လုပ်ငန်းဆောင်တာတွေကိုအောင်မြင်စေပါတယ်တဦးကိုတဦးလေးစားမှုရှိရင်အလွန်ကြီးပွားမဲ့ဇာတာမျိုးပါမွေးဖွားလာတဲ့သားသမီးတွေဟာပညာထူးချွန်ပြီးမိဘကိုလှုပ်ကြွေးမဲ့သူတွေဖြစ်လာတတ်ပါတယ်။စိုးကျိုးအချို့ကတော့မာနချင်းပြိုင်တတ်တယ်။တနင်္ဂနွေသားကလည်းမာနရှိတယ်။ကြာတာပရိသမီးကလည်းအမှန်တရားကိုလက်ကင်ထားသူဆိုတော့တယောက်နဲ့တယောက်အလျှော့မပေးဘဲနဲ့နေတတ်တာကအိမ်အောင်ရေးကိုအေးဆက်စေနိုင်ပါတယ်။တနင်္ဂနွေသားအနေနဲ့ကြာတာပရိသမီးကိုဆရာမလိုသဘောထားပြီးအကြံဉာဏ်တောင်းပါ။ကြာတာပရိသမီးကလည်းတနင်္ဂနွေသားကိုအရှင်သခင်လိုအလေးထားပေးပါ။ဒါဆိုရင်အိမ်အောင်ရေးကအလွန်မြဲပါလိမ့်မယ်နော်။အိမ်အောင်ကိုကင်တွယ်တဲ့နေရာမှာအပြင်ပန်းမှာတနင်္ဂနွေသားကိုဥဆောင်ခွင့်ပေးထားပြီးတော့အတွင်းပိုင်းစီမံခန့်ခွဲမှုကိုကြာတာပရိသမီးကကင်တွယ်တာအကောင်းဆုံးပါအိမ်ကန်းအတွင်းအလှဆင်ရမှာအနီရောင်တောက်တောက်နဲ့အဝါရောင်တောက်တောက်တွေကိုအထူးသုံးဆွဲခြင်းကိုရှောင်ကျင်ပါအိမ်အောင်စုရဲ့ငွေကြေးကိုကြာတာပရိနေ့မှာသူတစ်ပါးကိုအလွယ်တကူချင်းငှားတာမျိုးလုံးဝရှောင်ကျင်မှာအကျွေးမရဘဲနဲ့ရန်ဖြစ်ရတတ်ပါတယ်နော်အိမ်အောင်ရေးတာယာပြီးစီးပွားပွင့်စီဖို့ရရအနေနဲ့တနင်္ဂနွေနေ့တိုင်းမှာအိမ်ရဲ့ဖျားเจ้าမှာအုံသီးယိုသို့မဟုတ်အုံထမင်းကက်လူပါအခက်ခဲတွေအယမ်းများနေတာမျိုးအကြံစီတွေအောင်မြင်ခြင်းတဲ့ကိစ္စမျိုးတွေရှိရင်မကြာခဏလှုပ်ဆောင်ရမှာကလင်မယားနှစ်ယောက်အတူတူအဖြူရောင်အဝတ်အစားစင်တူဝတ်ပြီးတော့ဖျားမှာတောက်တော်ရီ16ခွက်ကတ်လူပြီးမိမိလိုချင်တဲ့စုကိုတောင်းပါတကိုးကြီးဖျားတွေမှာလည်းပြောထားတဲ့နေ့အတိုင်းသွားရောက်စုတောင်းပေးနိုင်ရင်ပိုကောင်းပါတယ်